Welcome to TechX Myanmar. Okay, အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တရားတော်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှပြန်ပြီးတော့မှ recap ဖြစ်အောင်လုပ်ပြပါမယ်ဗျဒီမှာတော့ကျွန်တော်တို့ထုံးစံတိုင်းပဲကျွန်တော်တို့ ChatGPT ကိုသွားမယ်เนาะတရားတော် podcast တင်ဖို့အတွက်တရားပုံတော့ generate လုပ်ပေးပါเนาะ Grow AI မှာသုံးပါပြီးတော့ video from video from ကိုလောက်ချတာမျိုးဒီတိုင်းတော့အတိုင်းသက်ဝင်လာလေးပဲလူစင်းနဲ့เนาะလူပင်ဖြစ်နေတဲ့ဟာမျိုးပေါ့Okay ဒါဆိုကျွန်တော်တို့ grow AI တွေသွားပြီးတော့မှစမ်းပြီးတော့မှကျွန်တော် prompt တောင်းလိုက်ပဲပေါ့နော်ဒီ prompt တောင်းတဲ့ဟာတော့ကျွန်တော်အရင်သင်ခန်းစာဘယ်နှခုတော့မသိဘူးကျွန်တော်အများကြီးလုပ်ခဲ့ပေးဘူးလေဗျာနော်အဲ့တော့ကျွန်တော်အဲ့ဒီအတွက်တော့ကျွန်တော်ထပ်ပြီးတော့မပြောတော့ဘူးဗျာနော်ဒီမှာ prompt တောင်းတယ်တောင်းပြီးတော့မှကျွန်တော် copy လုပ်လိုက်တယ်ပဲနော်လုပ်လိုက်ပြီးတော့မှကျွန်တော်ဒီထဲကိုသွားတယ် image တွေကိုပဲသွားပြီးတော့ generate လုပ်တယ်ဒါကျွန်တော်တို့ဟိုအရင်တွေကလုပ်နေကြပုံစံနဲ့ပြီးတော့ကျွန်တော်တို့ generate လုပ်လိုက်တယ်နော် generate လုပ်လိုက်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာအသုံးပြုဖို့အတွက် video prompt เนาะဒီမှာသင်ခန်းစာအတူတော်ပြောတဲ့အစ်စ်ကကြတော့ကျွန်တော်တို့ဒီ video prompt ပေါ့เนาะ video prompt ကိုကျွန်တော် copy လုပ်လိုက်ဒီမှာကျွန်တော် keyword တွေထည့်ထားဆိုလို့movement တွေမပါဘူးဒါမျိုးတွေတော့ရှိတယ်ကျွန်တော်ပြီးကြမှာထပ်ပြီးရှင်းပြပေးမယ်ဗျဒီထဲမှာကိုယ်အဆင်ပြေတဲ့ဟာကိုကျွန်တော်တို့ရွေးလိုက်မယ်ရွှေ့လိုက်မယ်ဘယ်ဟာကိုတော့အဆင်ပြေမအောင်ပါโอเคအများကြီးစက်ကြည့်နေကျွန်တော် credit တွေတော်တော်ကုန်ပါလိမ့်မယ်လောက်ဆိုရပြီပေါ့เนาะဒါမှကျွန်တော်တို့ command v နှိပ်လိုက် video generate လုပ်ခိုင်းလိုက်မယ်အရန်လွယ်เนาะအရန်လွယ်တယ်အရင်ရှေ့က video တွေသင်ခန်းစာတွေကိုကြည့်ပြီးသွားလို့ရှိရင်ဒီမှာ generate လုပ်တာအရန်မြန်သွားလိမ့်မယ်အရန်လည်းလွယ်သွားလိမ့်မယ် keyword တွေဘယ်လိုသုံးရအောင်ဆိုတာနားလည်ပါလိမ့်မယ်ကျွန်တော်အရှိရသင်ခန်းစာတွေမှာလည်းမြန်မာလိုပြောတာအင်္ဂလိပ်လိုပြောတာရောအဲ့လိုဗီဒီယိုမှာ3-4ခုလောက်ကျွန်တော်လုပ်ထားပေးဘူးတယ်ပြီးတော့ဒီ grow AI မှာမဟုတ်ကျွန်တော် Nodi AI ညောရှိသမျှ AI 5မျိုး6မျိုးလောက်ကိုလည်းကျွန်တော်အသုံးပြုထားပေးရဗျဒီမှာဆိုရင်နောက်ကရေတခွန်ကြီးကအရန်ကြည့်ရဆိုနေတော့ကျွန်တော်โอเคဒီရေတခွန်ဟာလေးကိုဖြတ်လိုက်မယ်ပေါ့နော်ရပြီအဓိကရေတခွန်ရ reality မဆန်ဘူးအဓိကကျွန်တော်တို့ generate လုပ်တဲ့ photo တွေမှာလည်းရေတခွန်မပါသွားဘူးကျွန်တော် prompt ပေးတဲ့အခါမှာနည်းနည်းလေးအားနည်းမှုဖြစ်သွားတယ်ကျွန်တော်မြန်မာလိုရေတော့တိတိကျကျသူ instruction မပေးမိလိုက်ဘူးပုံထဲမှာထည့်ထားမှာသူက video ထဲမှာရေတခွန်ကြီးကြလာတဲ့ဟာဖြစ်သွားတယ်ပေါ့ okay ထားပါကျွန်တော်တို့ဒီမှာ video ရေတခွန်မပါဘဲနဲ့ကျွန်တော် prompt လုပ်လိုက်ပါတယ် okay again very goodကျွန်တော်ရလာပြီเนาะဒါဆိုရင် camera movement လည်းမပါဘူးမြတ်စွာဘုရားပုံတော်တွေလှုပ်နေတဲ့ဟာလည်းမပါဘူးပေါ့เนาะဒါဟိုမှကျွန်တော်တို့ကထပ်လုပ်လို့ရသေးတာကဒီမှာ10 second 10 second ဆိုရင်တော့ပတ်သက်ပြီးရပြီเนาะဒီ second အောင်မှကျွန်တော်တို့ looping လုပ်မယ်ရှေ့နောက်ဒီမှာဆိုကျွန်တော်တို့က reverse speed ပေါ့เนาะဒီမှာရှေ့တိုးရမယ်ပြီးလို့ရှိရင်နောက်ပြန်ဆုတ်ရမယ်ပေါ့ကို reverse speed ကိုလုပ်လို့ရတယ်ပုံတော်တွေကိုလည်းကိုကြိုက်သလောက် generate လုပ်လို့ရတယ် grow AI ကိုအသုံးပြုလို့ရပါတယ်လိုအပ်တာကြတော့ VPN ခံဖို့တော့လိုလိမ့်မယ် US တို့ Thailand တို့ကိုအဆင်ပြေတဲ့သုံးပြုလို့ရပါ Grow AI Google View 3.1 တို့ကိုကြိုက်တဲ့ဟာနဲ့လို့အဓိကကျွန်တော်တို့ ChatGPT မှာကျွန်တော်တို့ prompt ပေးခိုင်းတယ်ပြီးလို့ရှိရင်ဓာတ်ပုံ prompt နဲ့ video prompt နဲ့နှစ်ခုလုံးဝမတူဘူး video prompt ဆို video prompt တိုင်းကိုကျွန်တော်ထည့်တယ်ဓာတ်ပုံ prompt ဆိုဓာတ်ပုံ prompt တိုင်းထည့်ဓာတ်ပုံ prompt လုပ်တဲ့ဟာတွေကကျွန်တော် video အများကြီးကျွန်တော်လုပ်ပေးပြီးသွားပြီအဲ့တော့ဓာတ်ပုံ prompt ကိုတော့လွယ်လွယ်ကူသိလိမ့်မယ်ပြီးတော့ ChatGPT အသုံးပြုနည်းတွေကိုလည်းကျွန်တော်ပြောပြပေးထားတဲ့ video တွေလည်းရှိပါတယ်
ဒီမှာကျတော့ကျွန်တော် video prompt သုံးပုံသုံးနည်းပဲဒီမှာ keyword အနေနဲ့ကျွန်တော်ပြန်ပြီးရှင်းပြပေးမယ်ဒီကတော့ podcast တင်မှုအတွက်ဖျားပုံတော့လေး generate လုပ်ပြီးပါအောင်ဒါတွေကတော့ကျွန်တော်အရင်ကတည်ပြီးသားvideo prompt အသက်ဝင်တာလေးပဲလိုချင်တယ်ဗောနော်ဒီမှာ video prompt ကိုလှုပ်ရှားတာမျိုးမလိုချင်ဘူးအဓိကဒီမှာလှုပ်ရှားတာမျိုးမလိုချင်မဟုတ်လို့ရှင်မြတ်စွာဘုရားလက်အုပ်ရှိတာတို့တရားဟောတဲ့ဟာတို့မှာအဲ့လိုမျိုးဟာတွေဖြစ်သွားတယ်ဗောအဲ့ကြလို့ရှင်ကျွန်တော်တို့ကဒီ prompt တွေကသုံးလို့မရဘူးလူပင်လုပ်လို့အဆင်မပြေဘူးမလှအောင်ဗောနော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ဒီမှာတဘာဝအတိုင်းလေးပဲအသက်ဝင်အောင်လုပ်ပြီးပါဒီမှာကျွန်တော်မှားသွားတဲ့ prompt ကကြတော့ရေတကွန်တို့ဘာလို့ထည့်ပေးဖို့ကျွန်တော်တို့ကဒီပထမ image generate လုပ်တဲ့အဆင့်မှာတည်းကရေဒီကွန်ထည့်ပေးဖို့ဆိုရင်ကျွန်တော်တို့ကပြောရမှာအဲ့ဒါမှကျွန်တော်ကရေဒီကွန်ထည့်ပေးဖို့ကျွန်တော်မပြောမိလိုက်ဘူးအဲ့တော့ရေဒီကွန်ထည့်ပေးပါခေါနော်ဒါပေမဲ့ pro ထဲမှာじゃဘယ်လိုဖြစ်သွားအောင်ဆိုတော့ video pro ထဲမှာပဲရေဒီကွန်ဖြစ်သွားပြီးတော့မှရှေ့ video မှာဆိုကျွန်တော်တို့ကရေဒီကွန်ကြီးစီးကြလာတယ်လို့မျိုးဖြစ်သွားတယ်အဲ့တော့ရေဒီကွန်ပါတဲ့ waterfall pro ကိုကျွန်တော်တို့ဖြတ်လိုက်တယ်ဖြတ်လိုက်ပြီးတော့မှဒီ pro ပြန်ဖြစ်သွားပြီပေါ့နော် mist တွေပါလာမယ်ပေါ့နော်လူပင်သုံးလို့အဆင်ပြေသွားပြီတော့မဟုတ်ကိုကနောက်ကရောင်ကြီးတော့ပေါ့နော်ဖရားဥကောင်းတော်နောက်မှာရောင်ကြီးတော့ commune နေတဲ့ဟာမျိုးလေးလုပ်ပြီးပေါ့တော့မဟုတ်ကိုကတခြား YouTuber တွေရဲ့ frame တစ်ခုကိုconcept ပေးခိုင်းလိုက်ပြီးတော့မှပြန်ပြီးလောက်ခိုင်းလိုက်ရပေါ့ဒါကိုအဆင်ပြေလို့လုပ်လို့ရကျွန်တော်နောက်တဲ့ video တွေမှာလည်းဒီရောင်ကြီးတော့ commune တဲ့ဟာမျိုးလေးတွေကျွန်တော်ထပ်ပြီးမယ်ဗျအခုကတော့ဒီ Grow AI နဲ့ပဲ ChatGPT ကိုမေးပြီးတော့မှ prompt ထုတ်တယ်ထုတ်ပြီးတော့မှ image prompt video prompt လုပ်ပြီးတော့မှsecond by minute ပိုင်းတွေမှာကျွန်တော် generate လုပ်ပါတယ်သင်ခန်းစာပဲဖြစ်ပါတယ်ဒီထဲမှာ disentrate အနေနဲ့ keyword တော့ကျွန်တော်တို့ no hand movement no body movement ဒီကောင်ကတော့အရေးကြီးတယ်ပြီးလို့ရှိရင်ကိုကဘယ်လို resolution လုပ်ချင်တာ hyper realistic လားသို့မဟုတ်ဓာတ်ပုံမှာ animation version လားပေါ့ဒါတွေကကျွန်တော် prompt ပေးတဲ့ဟာကိုမှတေချာလေးပြီးဖို့လိုတယ်ကျွန်တော်အရင်တော့လည်းprompt လုပ်တဲ့ဟာတွေအများကြီးပြောပြခဲ့ပူပါတယ်အဓိကတော့ဒီမှာတော့ video prompt လေးသင်ခန်းစာပဲဖြစ်ပါတယ်အဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ Welcome to TechX Myanmar.